အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဒီနေ့ပတ်ချီဆော့ပိုင်းမှာပဲဖြစ်ပါတယ်ကျွန်တော်လည်းအားပေးကြပါအောင်လို့ပြောချင်ပါတယ် like subscribe လေးလုပ်ပေးကြပါအောင်လို့ပြောချင်ပါတယ်နော်ကဲအခုကျွန်တော် Baby, it's time we turn inside. အနေနဲ့ဆောင်းနေတယ်အားဆိုတော့ဖုတ်ပြပါမယ်ခဏလေးပါခဏဆောင်ပေးနော်ဖြေရပါပြီ Comes a tea, it'll only be too easy to do. အခုတော့ကျွန်တော်ဆောက်ပါပါဘူး You're there, nothing's getting in our way. ကျွန်တော်ဆောက်ပါပါဘူးဒါအားလုံးကလိုက်အောင်တဲလေးနဲ့စီမီကြပါ Nothing's getting in our way. In every attack, I'll have your back as we're charging like bats out of hell, and we'll hold our ground. โอเคကျွန်တော်ဆောက်ပါပြီတရားတော့ဘယ်နဲ့ပြရမလဲမသိဘူးနော်ကျွန်တော်အခုမှကျွန်တော်တရားထမ်းတဲ့ဗီဒီယို၄ပုတ်တင်မွေးပေါ့နော်အားလုံးမကျွန်တော်လည်းအားပေးကြပါအောင်လို့ကျွန်တော်ဗီဒီယိုနောက်ထပ်အသစ်အစားလေးတွေကျွန်တော်ထပ်တင်ပေးမှာမို့လို့ပေါ့နော်ခုမှလည်းစထိုင်းတာမို့လို့ပါကဲအစားလေးပါဦးโอเคအဲ့ဒါတတ်သွားတော့ပါလို့အမလာလေးဟိုကောင်မတကောင်သေးMata
ခိုးရတောင်းပြဒီလိုတော့ပြတော့ထားလိုက်အမဲနဲ့ကောပြစ်တယ်အေးလာအားလုံးပဲဒါပါပဲပေါ့နော်ကျွန်တော်ကဲအားလုံးပဲကျွန်တော်ဆွဲရပါပြီဘိုင်ဘိုင်